ရွာသူကြီးပြန်လဲတက်တာလာပြီနော်ရွာသည်လဲပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့တယ်လင်းထက်ကသူ့ရဲ့အင်းဆွဲခြင်းပညာသည်အခုမှအစဖြစ်ကြောင်းကောင်းစွာသိလေတယ်တခုသောညံ့နေခဲ၌လင်းထက်သည်ခွန်အားနှင့်ပတ်သက်သောအင်းဆွဲနည်းများကိုလေ့လာနေခဲ့တယ်အင်းရေးဆွဲနည်းများသည်တစ်ခုနှင့်တစ်ခုမတူညီကြပေလင်းထက်ရဲ့အသိပညာအရာခွန်အားကြီးအင်းရေးဆွဲရာတွင်အလွန်တန်မာသောတိရစ္ဆာန်များရဲ့သွေးများကိုလိုအပ်တဲ့ဒါကြောင့်နောက်တစ်နေ့မနက်တွင်လင်းထက်သည်အသားရောင်းဆိုင်သို့သွားခဲ့ပြီးကျွဲသွေးနှင့်နွားသွေးတို့ကိုဝယ်ယူခဲ့တယ်ဒီညမှာပဲလင်းထက်သည်အနီရောင်ဆက်ရည်နှင့်သွေးတို့ကိုရောဆက်ကအင်းဆွဲရန်စတင်ပြင်ဆင်တော့ခဲ့ထို့နောက်လင်းထက်သည်အစင်တစ်ခုံအားကြီးအင်းကိုစတင်ရေးဆွဲတော့တယ်ပထမအချိန်ကြာရှုံးခဲ့တော့လေလင်းထက်သည်အင်းဆွဲရတွင်အတွေ့အကြုံများနေပြီးချစ်တော့ကြောင့်ဒုတိယအချိန်ထပ်မံရေးဆွဲခဲ့တယ်ထိုအခါခွန်အားကြီးအင်ကပ်စီမှာအနီရောင်ရန်တန်းတစ်ခုထောက်ပေါ်လာခဲ့တယ်လင်းထက်ရဲ့မျက်နှာပေါ်တွင်အပြုံးတစ်ခုပေါ်လာပြီးနောက်ဆုံးတော့အစင်းသစ်ခွန်အားကြီးအင်းအောင်မြင်သွားပြီဟုပြောဆိုလိုက်တယ်ခဏကြာပြီးနောက်အနီရောင်အလင်းတန်းသည်လေဆဲတွင်ပျောက်ကွယ်သွားပြီးအနီရောင်တောက်ပေါ်နေသောအင်ကတာကျန်ခဲ့တော့တယ်ပထမဆုံးအကျဉ်လင်းထက်သည်အစင်းသစ်ခွန်အားကြီးအင်းအားကန့်ထားလိုက်ပြီးကျေနပ်စွာကြည့်ရှုနေလေတော့တယ်